အားလုံးပဲမင်္ဂလာပါလက် English လို့တော့မှကြိုဆိုလိုက်ပါတယ်ဒီနေ့ချစ်ရဲ့ followers တွေအတွက် English learners တွေအတွက်သတင်းကောင်းလေးတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ချစ်က collocations နဲ့ပတ်သက်တဲ့ video တွေကိုချစ်ရဲ့ဒီ page မှာပုံမှန်လေးသင်ပေးတော့ပါမယ် collocations တွေကိုလေ့လာတာကချစ်တို့ English စာ learners တွေအတွက်ဘယ်လောက်အရေးကြီးလဲဆိုတာကို intermediate level ရောက်နေတဲ့ကျောင်းသူတိုင်းကျောင်းသားတိုင်းသိတယ်ပေါ့နော်First case လုံးတိုးတက်ချင်နေဆိုရင် collocations တွေကိုကျို့ပုံမှန်လေးလေ့လာပြီးမှကိုယ့်ရဲ့ progress ကပိုမြန်တာပေါ့နော်ဒီတစ်ခါ collocations လေးကကျို့ way နဲ့တွဲသုံးလေးရှိတဲ့ collocation တွေပါ way ကိုကျို့က Neelan or land လို့သိကြတယ်ပေါ့နော်ဟုတ်တယ်ကျို့ကအဲ့သိထားတဲ့ Neelan နေ land တွေကိုကျို့ဘယ်လို verb လေးနဲ့တွဲပြီးတော့ဘယ်လိုအဓိပ္ပာယ်ထွက်လဲဆိုတာကိုကြည့်ကြမယ်နော်နံပါတ်1က fire away ဆိုတာကျို့ Neelan ရှာတာပေါ့တခုခုအောင်မြင်ခြင်းလို့ Neelan ရှာတယ်တခုခုလှုပ်ရှားရှိလို့ Neelan ရှာတယ်တခုခုလှုပ်ခြင်းနဲ့ Neelan ရှာတယ်ပေါ့နော် example လေးကြည့်ကြမယ်နော် We have to find the way to make ourselves happy and content, especially after experiencing a lot of tragedies. ဆိုတော့စိတ်ညစ်စရာတွေပေါ့နော်။ tragedy စရာတွေတွေ့ကြုံပြီးတဲ့နောက်မှာကိုယ့်အနေကိုယ်စိတ်ကျေနပ်ဖို့ပျော်ရွှင်ဖို့အတွက်ခြေလို့နီးလန်းနေရှာရမယ်ပေါ့နော်။နောက်တစ်ခုကကျတော့ find somebody's way to somewhere ဆိုရင်အဓိပ္ပာယ်ကဒါကတော့လမ်းရှာဒီအဓိပ္ပာယ်မှာကျတော့ကျွန်တော်ကway ကလမ်းရှာတာပေါ့နော်ဂျားထဲမှာ find your way find my way to your house ပေါ့နော်အမေအိမ်ကိုလာဖို့အတွက်နည်းလမ်းရှာတယ် somebody ဆိုတဲ့နေရာမှာ your တို့ her တို့ their တို့ထည့်လို့ရတယ်အပေါ်ကခြေဆော့ဆော့ပြောခဲ့တဲ့ number 1ကျတော့ find a way ဆို A ပဲဖြစ်ရမယ်ပေါ့နော်အဲ့ဒါမှကျွန်တော် method နဲ့သွားသူတယ်အောက်က find my way တွေဆိုရင်တော့ကျွန်တော်ကဒါကတော့လမ်းရှာတာပေါ့နော် example ကြည့်ကြမယ်နော် Last night, I had trouble finding my way back to my friend's house where I had been once. တခါပဲရောက်ဘူးလေတကယ်ချင်းအိမ်ကိုလမ်းရှာရင်းနဲ့မနေ့ကငါဒုက္ခရောက်ခဲ့သေးတယ်ပေါ့နော်။နောက်တစ်ခုကကျတော့ learn the hard way ပေါ့နော်။ learn the hard way ဆိုတာကကိုယ့်ရဲ့အမားတွေရတဲ့စင်သင်ခန်းစာယူရတာမျိုးပေါ့။အခုခုသူများအကြံပေးလို့သူများ guidance လုပ်လို့နော် guidance လုပ်တာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အမားတဲ့စင်ကိုယ့်အနေကိုပြန်ပြီးတော့ဘဝသင်ခန်းစာယူရတာမျိုးပေါ့နော်။ For example, I learned the hard way that Max can be trusted. Max ကမယုံကြည်အောင်ဆိုတာကိုငါရဲ့အတွေ့အကြုံနဲ့တစ်ဆင့်နေမှာငါသိယူခဲ့ရတယ်ပေါ့နော်။ I learned the hard way လေးကကျတော့ခက်တင်ထင်လို့နောက် example တစ်ခုထပ်ပြပေးမယ်နော်။ I learned the hard way that rushing into decisions can lead to regrets. Decision တွေအမြင်ချခြင်းဟာနောက်ရခြင်းနဲ့ပဲအဆုံးသတ်ရလိမ့်ရှိတယ်။ Can lead to နောက် regret စီကိုပဲဥတီပြီးခေါ်သွားပေးတယ်ပေါ့နော်။ဒါက learn the hard way ရဲ့ example လေးတွေပါနောက်တစ်ခုကကျတော့ getting somebody's way getting somebody's way somebody ဆိုတဲ့နေရာမှာ my way your way ပေါ့နော်သူရဲ့အဓိပ္ပာယ်ကကျတော့အနောက်ရှက်ညတစ်ခုလုံးနေတဲ့ဟာအနောက်ရှက်ဖြစ်နေတယ်တစ်ခုလုံးချင်တဲ့ဟာကိုကအတားအဆီးဖြစ်နေတယ်အဲ့လိုပုံစံမျိုးပေါ့နော် example ကြည့်ကြမယ်နော် Can you let me know openly if I'm getting in your way ဆိုရင်အဓိပ္ပာယ်ကငါကမင်းတော်တဲ့လမ်းမှာအနောက်ရှက်ဖြစ်နေရင်မိပေးပါနော်လို့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကကျတော့ try every possible way try every possible way example လေးကြည့်ကြမယ်နော် I think you are lucky if you have someone who will try every possible way to keep the relationship going ဒီကိုယ့်ရဲ့တငယ်ချင်းတွေပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လို relationship တွေမှာဖြစ်ဖြစ် relationship လေးဟာဆက်ပြီးတော့တည်မြဲနေအောင်လို့ရတဲ့မြတ်နေလဲနေအားလုံးနဲ့စူးစမ်းတဲ့လူတရားကိုရှိတယ်ဆိုရင်မင်းကကံကောင်းတဲ့လူလို့ငါထင်တယ်ပေါ့ကဲဒါလေးတွေကတော့ရှေ့တို့ဒီနေ့လေ့လာခဲ့တဲ့ collocation တွေပေါ့နော် collocation တွေကိုရှေ့တို့ကသိုံနဲ့မပြီးဘူးပေါ့နော်ကိုယ်ပိုင်အုံစမ်းတဲ့စေတီဆောင်ရမယ်ကိုယ့်ရဲ့ speaking writing တွေမှာထည့်ပြီးတော့ရေးရမယ်ကဲနောက်ထပ် video မှာပြန်တွေ့ကြမယ်နော် bye bye